Hello everyone အားလုံးပဲမင်္ဂလာပါရှင်မြတ်စုရဲ့ vlog ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ခု vlog ထဲမှာတော့မြတ်စုနဲ့သူဒီကအမတွေနဲ့တူဈေးသွားတော့ပါတော့ဒီအိန္ဒိယရဲ့ local market မှာ first delivery တွေပါတယ်ညာတွေတောင်းဝယ်တော့က video ကိုပြန်ပြီးတော့ sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်အိန္ဒိယရဲ့ local market တွေအကြောင်းနဲ့ဒီပေါ့နော်local market တွေကဘယ်လိုလဲပေါ့နော်ပြီးတော့ local market မှာဈေးဝယ်ရတာဈေးကကြီးလားမကြီးဘူးလားဘယ်လိုလဲဆိုတာကိုမြတ်စုကဒီ vlog မှာ sharing လေးလုပ်ပေးတာဖြစ်ပါတယ်ရှင်ဒါကတော့မြတ်စုရဲ့အမတွေနဲ့ပေါ့နော်ဒါဈေးကိုသွားနေရဖြစ်ပါတယ်ကျောင်းကနေပြီးတော့ပေါ့နော်မြတ်စုတို့သွားလို့ရတော့ transportation ကနှစ်ခုရှိပါတယ်ဒီလိုမျိုးတုတ်စီးတာရယ်နောက်တစ်ခုကကျတော့ bus ကားစီးရယ်ပါဒီက bus ကားလို့အရင်များနေလို့မြတ်စုကတော့တုတ်ပဲစီးသွားလိုက်ပါတယ်ဒါကတော့ပထမဆုံးမြတ်စုတို့ပေါ့နော်ဒီအိန္ဒိယရဲ့ street food ဆိုင်မှာသွားပြီးတော့ပေါ့နော်ဒီမုတ်ချိုတွေနဲ့ပြောကြတော့ဒီအိန္ဒိယရဲ့ traditional မုတ်တွေပေါ့နော်အဲ့ဒါဝယ်နေမှာဒါဈေးမင်းနေရဖြစ်ပါတယ်။အားတော့အစားတောက်တွေတော်တော်များများတော့ဈေးချိုရယ်ပေါ့နော်ဒီ vegetable တွေကလည်းတော်တော်လေးကိုဈေးတက်နေပေါ့နော်မြန်မာထက်တောင်ပို့ပြီးတော့ဈေးတက်ပါတယ်။ပြီးတော့အဲ့လိုမျိုးဒီမုံချိုတွေပါတယ်ဆိုလည်းအရန်ဈေးမကြီးဘူးပေါ့နော်။စားလို့ဘာလို့အဆင်ပြေတဲ့ဈေးပေါ့နော်ဒါကတော့မြတ်စုကဒီမှာကကျတော့ vegetable တွေကတော်တော်လက်ဆက်ပါတယ်။ဒါကတော့မြတ်စုကဒီအမတွေနဲ့ပေါ့နော်ဟော့ပေါ့လှုပ်ရှားဖို့အတွက်ရှာနေရတာပဲအဲ့ဟာမရဘူးပေါ့နော်အသီးတွေဆိုလည်းတော်တော်ဈေးတက်နေပြီးတော့ကြတော့ဒီလိုမျိုးမုံလာဥနီပေါ့နော် carrot တွေအရင်ပေါ်ရရှင်ဆိုရင်လည်း1 kg ကိုမှ30ဆိုရင်တော့မြန်မာငွေ900လောက်ပဲရှိရပေါ့နော်အဲ့လိုမျိုးပေါ့ပြီးလို့ရှင်ဒီလိုမျိုးတွန်းလဲတယ်ဆိုရင်လည်းတော်တော်လေးကိုဈေးရှိုပြီးဈေးတက်ပါတယ်မြစုကဈေးဝယ်နည်းနည်းအိန္ဒိယလိုတော့နည်းနည်းလေးတည်ရပေါ့နော်အဲကြတော့သူကအိန္ဒိယလိုနည်းနည်းသုံးတော့အမတွေကစနေလို့အဲ့ဒါရည်နေရပါစက်သွန်နေစလဲတော်တော်ဈေးတက်နေပေါ့နော်ပြီးတော့ဒီခရမ်းသီးဆိုရင်1 kg ကို20ပဲရှိရပေါ့နော်ပြီးရင်တော်တော်လေးလက်ဆက်ပါတယ်မြစုကတော့အရင်ကြိုက်တယ်တော့ပေါ့ဒါပေမဲ့ဝယ်ခဲ့ပါတယ်အရင်တန်လုံးလို့ပါပြီးတော့မြစုတို့နေတဲ့နားမှာပေါ့နော်ကျောင်းသားမှာလည်းဒီလိုမျိုးအသေးရှိပါတယ်ဒါပေမဲ့ကျောင်းသားမှာဝယ်ရတာထက်ဒီ local market မှာကိုယ်တိုင်ကိုကြဝယ်ရတာကပို့ပြီးတော့ဈေးလက်တန်တယ်ကွာပို့ပြီးတော့လက်ဆက်တယ်လို့လည်းခံစားရလို့ပေါ့နော်အဲ့လိုမျိုးတကူတကသွားပြီးတော့တစ်ပတ်ကိုတစ်ခေါက်လောက်တစ်ပတ်စာဝယ်ဖြစ်တယ်ပေါ့နော်ပေါ့နော်အိန္ဒိယမှာကျတော့သူကကျတော့ဒီ kg လိုက်ရောင်းတာပေါ့နော်1 kg 2 kg ဆိုပြီးရောင်းတာပါမြန်မာမှာကျတော့မြတ်စွာပိတ်တာတို့ကြက်သားတို့လည်းရောင်းတာပေါ့နော်1 kg ကို30ပဲရှိပါတယ်မြတ်စုဖောက်ကွာတာမြို့ရောက်တိုင်းအမြဲဝယ်နေကြပေါ့နော်ဒီအသက်ကြီးရဲ့အဖာကြီးပဲရောက်နေဒီကိတ်6ဆိုင်ပေါ့နော်သူအစည်းလေးတန်တယ်ပြောကြသူတို့အသက်ကြီးလို့အားပေးချင်တာလည်းပါပါတယ်ပြီးတော့ကြတော့အမားရင်းနဲ့တူဂျလေဘီစားပါမယ်အဲ့ဂျလေဘီကတော့မြတ်စုဒီတွေ့ဘူးသမျှဆိုင်တွေမှာတော့သူအသေးရှာလေးတက်ရက်လေးတော့လုပ်ပေးရပေါ့နော်ဂျလေဘီကလည်းသူကအဲ့လိုတော့ကြောက် gram နဲ့ပေါ့နော်အဲ့လိုမျိုးရောင်းတာပါ250 gram ဆိုလို့ရှိရင်သူက30ပါသူလည်းတက်နေပြောရပါမယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဝယ်စားတော့မှသူကပူပူနွေ့နွေ့လေးကြော်ပြီးတော့မှအဲ့ကြော်ထားတဲ့ဥစ္စာကိုတကြားရည်လေးနဲ့နှစ်ပြီးတော့မှတကြားရည်ကိုစစ်ပြီးခံမှထည့်ပေးတာပေါ့နော်စုကတော့ဈေးတွေလည်းတစ်ပတ်စာဝယ်ပြီးသွားပြီဆိုတော့အိမ်ပြန်ပါတော့မယ်မြတ်စုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတာယာရှမ်းမြေတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရင်တော့မြတ်စုရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်